ဒါလေးရဲ့ကျွန်မပတ်တူနော်ဘယ်တော့ဖောက်ပြမယ်ခါလေးဖောက်ရမလဲအသေးဆုံးလေးဖြစ်တယ်အဲ့ရာတက်နေတဲ့ဟာလေးကိုရင်ဖောက်ပါမယ်ပြီးရင်ဒုတိယကကြတော့ဟိုဗလဲညတောင်တိုင်းပေါက်ဒီကောင်ထောက်မှာဒီကောင်ဒုတိယလေဒီကောင်ကအလက်မဟုတ်ဘူးလေအမဒီကောင်ကကြီးတယ်ဒါပေမဲ့ပိတ်လေးအဲ့ရာတက်နေလို့အဲ့ရာတက်တဲ့ဟာတွေအဲ့ရာတက်တဲ့နှစ်ခုကိုရင်ဖောက်ဘာမှအဲ့ရာမတက်ဘူးဆိုရဟာနောက်ဆုံးမှကြီးဆုံးအဲ့ရာနည်းနည်းစိတ်တယ်ဟုတ်သားအဲ့ရာဒါတိတ်မတက်ဘူးကဲဘာလို့ကျင်လဲရှူတော့ဒီအဲ့ရာတက်နေရကြည့်ပါဒီနိုင်ကမပေါအဲ့မပေါနော်လို့ပြောပြမယ်ကျမတော့လည်းလုံးနိုင်ထီးတဲ့အတောင်ဒီတိုက်ပြဟာနေငါလေးကကြက်တဲ့ဟာဒီကျမဒီနိုင်လေးဒီနိုင်လေးဒီမှာကျမဒီအပေါ်တန်းဟာအကုန်လို့ကျင်တယ်ကျမဒုတိယတန်းဟာအကုန်လို့ကျင်စီခွလေးတခုကျမတော့ဒီနိုင်လေးရဲ့အမစီခွမလို့တော့စီခွတော့လို့ရဲ့ဒီဟာလေး secret လေးရဲ့ secret နှစ်ခုရဲ့ okay သူကတောင်းဖို့မနော်အာလုံးတယ်နော်ဟမ်အဲ့ပါနော်အေးကေအဲ့ပေါ့လားဟဲ့ပြန်မမဟာဆွေးခောက်လေစီးဖရပေါက်လာတာပါဒီရုပ်လေးရှင်အဲ့ဒီလည်းကြတော့ဒီနေ့စီးခွက်လေးလို့တည်းစီးခွက်လေးသူကအဆိုင်အောင်လေပေါ့နော်ကိုလာအပန်းအောင်ဆိုပါပွင့်လာမယ်နော်အဲ့ဒါလေးတော့ပွင့်လာမယ်ဟဲ့ငါတို့သုံးကြိုက်ပြတာမသိမဲနဲ့ကြည့်ပါမဲအေးဘာလေးပေါက်လဲနဲ့မပေါက်လဲလည်းပေါက်ဦးလို့ဒီကငါကြည့်ရမယ်ဆေးလို့ဘယ်လဲအစေးဆေးခေါ်ကြည့်ခဏဆောကြိုက်တဲ့စီခွက်လေးပေါက်သွားတယ်ပေါ့နော်ဒီဘက်ကိုဖောက်မယ်ဖက်စပရီမှာဒီဘက်ကိုဖောက်ပြမယ်မိမှာဆိုးလို့ပေါ့နော်မိတော့ဖက်စူးမှာဖောက်ပြလူဒီနာဒီစီခွက်နှစ်ခုအလွန်တက်တာကြောက်ဒါအဲ့တော့မပါဘူးဟုတ်ဟာရမလို့ရက်တောင်လိုက်ပေါ့ဒီ secret လေး secret ပဲလိုချင်တယ်ကျန်တာဘာမှမလိုချင်ဘူး secret ကဒါလေးဒါတော့ငါမယူတော့ပါဘူးဟဲ့မပပကြဆိုနေလို့လူဆွဲခေါ်ရတဲ့ဖီလီလေးကဘာနဲ့မှမတူဘူးနော်။အမှတစ်ခါဆွဲခေါ်ပြီးပြီလေ။ပြ။အိုး